Hello ဒီနေ့ကတော့matcha တောက်မှာဖြစ်ပါတယ်ဒီဆန်လေးကတော့မဲဆောက်မြို့ Robinson နားမှာရှိတဲ့Kira Ku ဆိုတဲ့ဆိုင်လေးပဲဖြစ်ပါတယ်ဆိုင်ပြင်ဆင်လေးကတော့အေးချမ်းတည်နေပြီးတော့အေးဆေးနဲ့ထိုင်ရတဲ့ကဖေးလေးပေါ့နော်သူဆိုင်ရဲ့အပြင်ဆင်ကတော့ရမ်းမ soft ဖြစ်ပါတယ်ဒါကတော့ကျွန်မတောက်ခဲ့တဲ့ coconut matcha coconut လေးပေါ့နော်ဒါကတော့ကျွန်မတောက်ခဲ့တဲ့ matcha protein matcha နဲ့ protein ရောတာပေါ့နော်ဒါကတော့စားခဲ့တဲ့မဟုတ်ပါရမ်းကောင်းဒါကတော့ကျွန်မတို့နေလာတော့ရောက်ပါစားခဲ့တဲ့မာကိုမပါဒါblueberry ရဲ့ peach ရဲ့ lemon ရဲ့ရတာဆေးရဒီဆိုင်မှာရတာကူလည်းရတယ်အဲဒီကူကကောင်းတယ်ကောင်းတယ်ဆေးရလည်းနေများတယ်ပေါ့နော်စားကြပါဦးသူစားလိုက်ရတယ်ပါဇက်တမပြောသွားတယ်ရတာပေါ့နော်ချိုးချင်းပေါ့ဒါတော့ blueberry ရတာနေပါ看到出不了变异ပဲပေးရမယ့်အချိန်ရောက်ပါပြီပေါ့နော်ပဲပေးနေတာဖြစ်ပါတယ်စားရည်မှန်စားမိုးလိုက်ပေါင်းနေချချိုးချချင်းလေးနဲ့ရတာဘူးဆိုတော့ရှယ်ပဲဒါတော့ peach အရာတာဖြစ်ပါတယ်စားရတာဆိုတော့ဘာရတာလဲမသိလိုက်ပါဘူးเนาะဟုတ်ကဲ့ဒီနေ့ထွေထားဘာလဲနေစစ်စစ်ကြာကလီမရတာမျိုးအိမ်မှာသူများဟာစားရလို့ပြောနေတယ်ကြာလီဟောဝင်းနေတယ်တော့စတိကပေးရမယ်နော်တို့ရဲ့ဝန်ထမ်းတွေခိုးလိုက်ဆရာစတိကဘူးတော့ fit ချရမယ်ချိန်ရောက်ပြီပေါ့နော် The beauty of my face ဘာညာပြီးတော့ဝယ်စရာလေးရှိလို့တော့ဆက်သွားခဲ့ပါတယ်အဲ့မှာ try လိုက်ရောက်လာတဲ့ဗီဒီယိုရိုက်တိုင်းမှာ window shopping time ပါအဲ့မှာကျတော့ရဖို့တဲ့ဒီနေ့ရဲ့တန်းသွားပါလေဝယ်တာတော့ကျဥလေးပေါ့နော်ဒီမှာ feature လုပ်ပါမယ်ဆိုမှဓာတ်ပုံလိုက်ရိုက်ခိုင်းလို့မပြောတော့ပါဘူးဒီနေ့တော့ဒီလောက်ပါပဲ see you guys in the next video